အကောင်းဆုံးဆိုတဲ့တခြင်းကိုဆိုမှဖြစ်ပါတယ်အားလုံးနားဆင်ပြီးတော့ခေါင်းအားယူကြရအောင်နော်ဖူးမုံပွင့်ဝေးနေတဲ့ပန်းပွင့်လေးတွေဖန်ဆင်းရှင်ရဲ့စိတ်နှလုံးတော်ထဲကအလားတရားတွေရင်ခုန်ချင်းစရာရောင်စုံတော်တန်လေးတွေဒါဖန်ဆင်းရှင်ရဲ့ရင်တွင်ဖြစ်တော်လေယာတွေဂျင်းရဲ့ကလေးတွေတီးတဲ့တီးတွားလေးတွေဖန်ဆင်းရှင်ရဲ့ချက်ချင်းကိုဖွင့်နေကျူအေးနေဘူပစရာတွေမလိုပါနေရဲ့တိုင်းလေးဒါဖန်ဆင်းရှင်ရဲ့ရင်တွင်ဖြစ်တော်မြတ်တာတွေဘူပစရာမလိုဘူးဘာကိုမှမငြိဘူးရောင်စုံတိမ်တိုင်းကောင်းကင်မိုးမြေကြီးကိုဖန်ဆင်းတဲ့ဖျားရှင်အမြဲတမ်းချစ်တယ်ကောင်းကြည့်ပေးတယ်တကယ်ပါဖန်ဆင်းလေးတွေများရာတွေတိုင်းထက်ချစ်တယ်အစမပြေတာကြုံလေမင်္ဂလာရှိစမြဲပဲအချိန်တွေရဲ့ပြောင်းပေမဲ့လေမြတ်တာတွေကမဟောင်းဘူးလေအမြဲတမ်းတည်လွင်တယ်တခင်ရဲ့ချစ်နဲ့ကိုယ်တော်ဖန်ဆင်းလေးတွေများရာတွေထဲကောင်းဆုံးဟာကျွန်တော်ပဲ